Hi အလုပ်ပိတ်ပြီလားပါရှင်တပတ်လုံးလုံးအလုပ်တွေစာတွေနဲ့ပြပန်းနေလို့စိတ်ဆိုနေတဲ့တဘာဝတောတောင်နေကြမှာစိတ်အပန်းဖြည့်ဖို့ရှာနေသလားဒါဆိုရင်တော့ဒီနေ့မှာ unique ဖြစ်တဲ့ခရီးစဉ်တစ်ခုနဲ့မိတ်ဆက်ပေးပါရစေဘန်ကောက်ကနေနနာရီလောက်ပဲမောင်းရတဲ့နခေါနယောခရိုင်ကစာရိကာရေတခွန်ကိုအတူတူတွားကြမယ်ရှင်ဒီစာရိကာရေတခွန်ကခေါရိုင်အမျိုးသားအုပ်ရင်ထဲမှာတည်ရှိတယ်စုစုပေါင်းအဆင့်60တောင်ရှိတယ်တောက်တောင်နိုင်ရဲ့အမြင့်ပေါ်ကနေရေတွေတဝုံဝုံစီးကြလာတဲ့ပြင်ကွရလေတကယ်ကိုရင်တက်ရှုမောဆရာကောင်းတယ်နော်အဆင့်တိုင်းမှာလည်းတဘာဝအလျက်ဖြစ်ပေါ်နေတဲ့ရေကန်ငယ်လေးတွေရှိလို့လေရေစင်းစောမဲ့နေရာတွေအများကြီးရှိတယ်အေးရှာရှာနဲ့အပူရှောင်လို့ရတဲ့နေရာပေါ့နော်စာရိကာရေတခုကိုလာမယ်ဆိုရင်တော့ရေအပေါ်ဆုံးနဲ့အလှဆုံးဖြစ်တဲ့မိုးရာသီပေါ့နော်ဆိုလာနဲ့အောက်တိုဘာလအတွင်းကိုလာဖို့အကြံပေးရှင်တယ်ရေတခွန်ရအောက်ရှည်အဆင့်ကနေမှအပေါ်ဆုံးအဆင့်ထိလက်လျှောက်သွားရတာမလို့လေလမ်းလျှောက်ဖို့အဆင်ပြေတဲ့ဖက်နှက်ကိုတော့စီစဉ်ထားဖို့လိုတာပေါ့နော်ဒါလို့ပုံလလလေးတရားရှင်နေဆိုလို့ရှိရင်ဟိုးအပေါ်ဆုံးအထက်ထိကိုတွားဖို့အကြံပေးရှင်တယ်ရှင်မြို့နမနေတာကြာတဲ့လူတွေဒီလိုမျိုးတဘာဝတရားတွေရှိတဲ့နေရာစိတ်စိတ်ဆိုရရှိတဲ့နေရာတွားမယ်ဆိုလို့ရှိရင်တော့စရိကာရေတခွန်တွားတဲ့လမ်းမှာနဲ့တင်တော့တအားလာတယ်view တွေတဘာဝတောတောင်တွေနဲ့တွေ့ရတော့လေစိတ်အရန်လန်းဆန်းစေတယ်ရေတခွန်မရောက်ခင်အသွားလမ်းမှာတင်တော်တော်လေးစိတ်ချမ်းသာရတယ်ပေါ့နော်စိတ်ကိုလန်းလန်းဆန်းရှိစေတယ်ဒီရေတခွန်ရောက်တဲ့အခါကျတော့လေအမောပြည့်သွားတယ်လို့မျိုးခံစားရစေလိမ့်မယ်ရှင်တဘာဝတရားရဲ့အလားဖတွေကြားမှာ energy ပြန်ဖြည့်ရှင်နေဆိုရင်တော့ weekend trip အနေနဲ့အရောက်သွားဖို့တိုက်တွန်းလိုက်ပါရစေရှင်ဒီဗီဒီယိုလေးကိုတဘောကြတယ်ဆိုရင်တော့ like နဲ့ share လေးလုပ်ပြီးတော့နောက်ထပ်ခရီးတွားအစီအစဉ်တွေကိုလည်း subscribe ဖို့မမေ့ပါနဲ့เนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ရှင် bye bye